တေလွန်သွားသောအခါဝစီအကုသိုလ်၏အကျိုးကြောင့်ငရဲသို့ကြာရောက်ခဲ့ရပါတယ်လူဘဝပြန်ရလာတော့ပရိဘုတ်တွေစီမှာပရိဘုတ်ယဟန်ပြုခဲ့ပါသည်ဒုက္ခကိုအာယုံပြုဝိပနာအားထုတ်အယဟတဖုံရရှိပြီးဝတ္တုခိအဆုံးသို့ရောက်သွားခဲ့သည်တနေ့အဲ့ဒီပရိဘုတ်စာအကျင့်သီလနဲ့ပြည့်စုံနေတဲ့ကသုဘဘုရားရှင်ရဲ့ဥပဒကတယောက်ကိုတွေ့လိုက်ပါတယ်သို့တော့ဒေါသစိတ်ဖြင့်ပတ်မင်းကအနူပဲမလို့ထပ်မံဆဲဆိုလိုက်ပြန်ပါတယ်ဒါတင်မကသေးပါဘူးမကောင်းတဲ့စိတ်ဟာအဲ့ဒီမှာပဲမရက်တန့်ခဲ့ပါဘူးလူတွေရေချိုးတဲ့စိတ်မှာထားခဲ့တဲ့စက်ပြမုံတွေကိုလည်းဖျက်ဆီးခဲ့ပြန်ပါတယ်ဒီလိုအကုသိုလ်လုပ်ရက်တွေကြောင့်မကောင်းတဲ့ကံစေးတွေထပ်မံစိုက်ပျိုးမိခဲ့ပါတယ်အဲ့ဒီအကုသိုလ်ကံကြောင့်ပဲဂရဲကိုနောက်တစ်ခေါက်ကြာရောက်သွားပြန်ပါတယ်